ခါတုန်းကကိုခန္ဓာချင်းပူးကပ်နေတဲ့ညီမ2ယောက်ရှိခဲ့တယ်။ဒီနေ့မှာသူတို့2ယောက်လုံးမျိုးသားတစ်ယောက်ကိုတပြိုင်နက်တည်းချစ်မိသွားကြတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးကတော့အမကြီးကိုပဲချစ်ခဲ့တယ်။အမကြီးနဲ့ကောင်လေးတစ်ယောက်ကိုတစ်ယောက်ချစ်နေကြတာကိုမြင်ရတဲ့အခါညီမလေးရဲ့စိတ်ထဲမှာမနာလိုစိတ်တွေတဖြည်းဖြည်းကြီးထွားလာခဲ့တယ်။သူမထင်ခဲ့တာကအမကြီးဟာသူမရဲ့ချစ်ချင်းကိုလူယူသွားနေတယ်လို့ပဲ။အဲ့ဒီထူးဆန်းတဲ့အပြုတ်မှုတွေကြောင့်အမကြီးစိတ်ပင်ပန်းလာခဲ့ပြီးမိခင်ကိုကိုခန္ဓာခွဲစိတ်ခွဲခြားပေးဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့ညီမလေးကလုံးဝသဘောမတူခဲ့ဘူး။အခြေအနေတွေပုံမဆိုးရလာခဲ့တဲ့တနေ့မှာကောင်လေးကအဝေးကိုသွားရတော့မယ်။အမကြီးကနောက်ဆုံးနှုတ်ဆက်ချင်ခဲ့ပေမဲ့ညီမလေးရဲ့တင်းမာမှုကြောင့်မသွားနိုင်ခဲ့ဘူး။နောက်ဆုံးမှာကောင်လေးထွက်ခွာသွားခဲ့တယ်။အမကြီးကသူမရေးထားတဲ့ကောင်လေးရဲ့ပုံကိုကြည့်ရင်သူ့အကြောင်းကိုမေ့မရအောင်စဉ်းစားနေတတ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒါကညီမလေးကိုပုံမဒေါသထွက်စေခဲ့ပြီးပုံကိုစုပ်ပြတ်ပစ်လိုက်တယ်။နောက်ဆုံးတော့အမကြီးမခံနိုင်တော့ပဲခွဲထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အငင်းပွားမှုအတွင်းမှာညီမလေးကအမကြီးကိုလေပင်ညှစ်တက်လိုက်တယ်။အမှန်တရားကိုဖုံးကွယ်ဖို့မိခင်ဟာမလိုလားတော့လဲခွဲစိတ်ခွဲခြားမှုကိုဆောင်ရွက်ပေးခဲ့ရတယ်။ခွဲစိတ်ပြီးနောက်ညီမလေးကအမကြီးရဲ့နေရာကိုယူလိုက်ပြီးအမကြီးချစ်သူကိုပါလက်ထပ်လိုက်တယ်။ဒါပေမဲ့လက်ထပ်ပြီးနောက်သူမဘဝထဲမှာမထင်မှတ်ထားတဲ့ထူးဆန်းဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။အမကြီးရဲ့ဝိညာဉ်ပြန်လာတာလား။ဒါမှမဟုတ်မြန်မာလူမှု very good တွေကြည့်ရဖို့ like နဲ့ follow လေးလုပ်ပေးထားနော် hero အကောင့်လေးကို